ဒီလူဟာကုန်တင်ကားတစ်စီးအောက်ကနေနောက်တစ်စီးအောက်ကိုရှော့တိုက်ဝင်သွားပြီးကားရဲ့ဝင်ရိုးနားမှာရက်လိုက်ပါတယ်သူဟာသူ့ရဲ့ပစ္စည်းတွေကိုပြင်ဆင်ပြီးကားအောက်မှာပုန်းနေခဲ့ပါတယ်သူ့ရဲ့စကိတ်ဘုတ်ကိုယူဖို့လည်းမမေ့ခဲ့ပါဘူးဒီနီလန်ကိုတုံးပြီးသူဟာတမရနန်းတော်ထဲကိုခိုးဝင်ခဲ့ပါတယ်ကားဟာဂိတ်ပေါက်ကိုရောက်တဲ့အခါမှာတော့အစစ်ဆေးခံဖို့ရက်တက်လိုက်ရပါတယ်အထူးရဲ့ရာရှိတယောက်ကကားအောက်ကိုစတင်စစ်ဆေးတဲ့အခါမှာတော့ဒီလူကိုရုတ်တရက်တွေ့သွားပါတော့တယ်သူတို့နှစ်ယောက်မျက်လုံးချင်းစုံသွားကြပါတယ်မျက်စိတမိတ်တွင်းမှာပဲဒီလူဟာရဲရာရှိကိုထိုးသိပ်ပြီးအလောင်းကိုကားထဲမှာဝတ်ထားလိုက်ပါတယ်အဲ့ဒီနောက်သူဟာရဲရာရှိအဖြစ်ဟန်ဆောင်ပြီးကားပြန်ထွက်သွားတဲ့အခါမှာတော့အပြင်ကိုထွက်လာခဲ့ပါတယ်သူဟာကားတော်များများမှာအချိန်ကိုက်ပုံးတွေကိုအမြန်တက်ဆင်ခဲ့ပါတယ်သူရဲ့တကယ်ရည်မှန်းချက်ကတော့တမရဖြစ်သူရဲ့သားကိုဖမ်းဆီးတပ်ဖြတ်ဖို့ပါပဲအဲ့ဒီနောက်မှာတော့သူဟာရဲဝတ်စုံကိုချွတ်လိုက်ပြီးစမတ်ကြတဲ့ဝတ်စုံကိုလဲဝတ်လိုက်ပါတယ်သူဟာပါတီပွဲတစ်ခုထဲကိုခိုးဝင်ခဲ့ပေမဲ့မကြခင်မှာပဲအဖမ်းခံလိုက်ရပါတယ်အထူးရဲတွေကသူ့ကိုအမြန်ဖမ်းဆီးလိုက်ကြပေမဲ့ဒါဟာသူကြိုတင်စီစဉ်ထားတဲ့အတိုင်းပါပဲခဏချင်းမှာပဲအရာအလုံးပြောင်းလဲသွားပါတယ်သူဟာထောင်ချောက်ထဲကနေနောက်တစ်ကြိမ်ထပ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်တမရဟာအခန်းထဲမှာပုံနေတော့မှပဲသူ့ရဲ့လက်ထောက်ကသူ့သားဒုက္ခရောက်နေပြီဖြစ်ကြောင်းလာပြောပါတယ်သူမဟာအရန်ထိတ်လန့်သွားပြီးဘာလို့ရမှန်းမသိဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲဒီလူဟာအိမ်ထဲကိုကျူးကျော်ဝင်ရောက်လာခဲ့ပါပြီလူတွေထိတ်လန့်တကြားထွက်ပြေးနေကြစင်မှာပဲသူဟာအပြစ်မဲ့သူတွေကိုမထိခိုက်စေဘဲအထူးရဲ့အားလုံးကိုအမြန်နှိမ်နင်းလိုက်ပါတယ်သူဟာလင်းလင်းမြန်မြန်လှုပ်ရှားပြီးသူ့ရဲ့ပြစ်မှတ်ကိုရှာဖွေပါတယ်နောက်ဆုံးမှာတော့သူဟာအပေါ်ဆုံးထပ်ကိုရောက်သွားပါတယ်အဆောင်တယောက်ကသူ့ကိုတားဆီးဖို့ကြိုးစားပြီးသူဟာအနားယူထားတဲ့ပြားမွေးမြူရေးသမားတယောက်သာဖြစ်ကြောင်းသတိပေးပါတယ်ဒါပေမဲ့ဒီလူကတော့ဒါဟာပုံကိုယ်ရေးကိစ္စဖြစ်တယ်လို့ပြောပါတယ်သူဟာတစ်ချိန်ကသူ့ပေါ်ကျင်နာခဲ့မှုတဲ့အဖွားကိုအတွက်ကလဲစားချေဖို့ရောက်လာတာပါအဆောင်ကသူ့လမ်းကိုပိတ်ထားပေမဲ့ဒီလူကတော့နောက်မဆုတ်ခဲ့ပါဘူးတနတ်တန်ကျဲကြီးထွက်ပေါ်လာပြီးနောက်မှာတော့သူဟာတစ်ချိန်ကသူ့ကိုဖုံးထဲကနေချင်းချောက်ခဲ့တဲ့သူနဲ့နောက်ဆုံးမှာမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပါတယ်အဲ့ဒီလူဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်သူ့ရဲ့မိခင်ဖြစ်သူတမရကိုတနတ်နဲ့ထောက်ပြီးဒဆခံလုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတက်တော်ဆောင်တွေရောက်လာကြပါတယ်သူတို့တဲကတယောက်ကဒီလူကိုတနတ်နဲ့ချိန်ထားပါတယ်သူကတော့သူမရဲ့မိခင်အကြောင်းကိုစဉ်းစားဖို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်အဲ့ဒီနောက်သူဟာမှန်တွေကိုရိုက်ခွဲပြီးအိမ်ထဲကနေထွက်ပြေးသွားခဲ့ပါတယ်အမျိုးသမီးကသူ့ကိုလှမ်းခေါ်ပေမဲ့တနတ်ကိုတော့ဖြည်းဖြည်းချင်းချလိုက်ပါတယ်သူဟာသူမမလုပ်နိုင်ခဲ့တဲ့အရာကိုလုပ်ပေးခဲ့တယ်ဆိုတာသူမနားလည်သွားပါတယ်သူဟာသူမရဲ့မိခင်အတွက်တရားမျှတမှုကိုရှာဖွေပေးခဲ့တာပါပြားမွေးမြူရေးသမားဟာသူမကိုယ်တိုင်မလုပ်နိုင်ခဲ့တဲ့အလုပ်ကိုအဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်